ကောင်လေးလာပြီးတော့နှစ်ချီဝိကိုအရင်ရှောင်းနေရတယ်အဲ့နဲ့ရှော့ချီဝိကိုဟာ来了，来，下。哎呦，这爬高嘞，人家一爬高一点，你有，阿高冇嘅，路你呢吧嘿，这是哪里的技能？这下里呢？看里里呗，大，多好不大说。你们领看里里吧啦，哎，刘大啥刘爷呢哈？别。完了呢嘞！他妈你们不是就要你？nói gì nó ít tiền quá đây mà rất lùng quá rất lùng lên ta khu được mà em bảo bỏ hẹn bế liều cả mấy quỷ để lại bế liều cả mấy quỷ để lại mấy tầm nhiều tôi trâu này thôi à tầm nhiều tôi trâu này đấy tôi cuối cùng mình mai tống mai phải nói lâu mà lên chỉ cho mình mấy mà thua là mấy tỷ này đó sao là tôi trâu này đúng không bảo vệ quá thì lộ trông thì cha bảo rồi ngà to đấy là mà đi đấy bảo trông này là tu này đấy mấy hôm rồi thôi giờ quen khai lại biết khai lại pi này đấy hậu ngà lên trong đâu bộ quá anh hay gì mà chứ bắt đầu chỉ là phải tao xài chậm này cho tao nào cũng là tha bảo đi đi hạ gì thôi giàu lớp bảo hệ ôi không tao quá củ đấy à mày tôi đâu có dòng làm một tiếng nữa đấy à tôi đâu có dòng là ngã liều về toa kho để nó mất ta nó mà mấy cái ăn nó liền bay khai nhau mày quá củ lương mấy nên tụi mình toa kho ra những chủ đề ở đâu mấy lô toa lùm nhú nữa su tu cô nhìn trống gì lại ta kho xem chưa gì lại hoa quỳ ta đâu lý em lớp bị bà là bài anh để mấy đâu là bằng hai biểu lại mày mấy biểu chứ wa Andy hiểu ba Andy lên wa này đó lên béo mày hai con giao chay tôi lại bao con mình đi bảo qua tôi lại tôi nhớ này chú nhà phú mà hiểu ba đâu chú bao nào đi wa này ta đâu lúc bị bà là tôi là cho con bảo đi đấy bảo nghe ngà đôi chi này mày hệ cô đi chúng nó cá đồ lộc cứ bị bà xin chúng nó cá đồ cho cao lôi xin lộc cứ bị bà nó cho cao lô nè trong cái cao tập biểu là lúc tin mà đúng anh thấy ở trong cái biểu này luôn tôi ná làm lao lu bò hệ mà côวันนี้lộc cô lộc cô
ဘာပြော ငါတို့တော့ရလုံးတက်ပြီးတော့စားမယ်တဲ့ မရဘူးလေလုံးလို့မရဘူးပြော စားတက်ပြီးတော့စားမို့လား ဟုတ်လေ မစားဘူးစားလို့ကောင်းတယ်ကျွေးမယ်ကျွေးမယ် သူလက်ခံတယ်ဒီမဲ့ဒါစားနူနာအေးလေကိုရီးယားလိုလေသိလားကိုရီးယားလို ဟောဟေ့လူရိုင်းကကိုရီးယားသိမလား မဟုတ်ကိုရီးယားလိုကနူနာမြန်မာလိုကမမခောက်ဆွဲနူနာအေးနူနာအေးဟုတ်တယ် သိတိုင်း မမ အေးဟုတ်တယ်သိလိုက်ခောက်ဆွဲနေမင်းခောက်ဆွပါရိုက်ချလိုက်မယ်ခောက်ဆွဲမသိခောက်နေခောက်ဆွမသိရ မင်းတော်သားထွက်နေဟိုတတ်လိမ့်မယ်နော် ခောက်ဆွဲတယ်ခောက်ဆွဟာငါမျက်ခွေထိုးချလိုက်မှာ မလုံနဲ့ ခောက်ဆွဲမသိ ခောက်ဆွဲ ခောက်ဆွဲ နုနာမမခောက်ဆွဲ အေးဟုတ်တယ် သိတိုင်း ဝါကူဒါနုနာစပိုင်းစီ ဟုတ်တယ်ဟိုဒါနုနာမာလာစပိုင်စီ ဒါလေးကနုနာမာလာမောက်ချိုက်ဟိုဒါတွေဝယ်ခြင်းလို့ရှိရင်လေအိုးရှင်းစီတီမတ်ကပီတဲဗမုံးပွင့် one stop mat GNG အဲ့မှာဝယ်လို့ရတယ်ရှင် ရန်ကုန်ရောက်ရင်လာဝယ်နော် ဟေးလူရိုင်းရန်ကုန်မှာသွားလုံမှာတော့ မသိဘယ်လိုသိမှာတော့ရန်ကုန်မြို့မှာရမယ်တော့ဘယ်လိုသိမှာတော့ ဝယ်စားခြင်းမလားလို့ပေါ့ ဟုတ်လားဟိုပြီးတော့ तू လက်လီလက်ကလည်းရောင်းတယ်လေဟိုအကိုတို့နေနဲ့လက်လီလက်ကဝယ်ခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ် Viber မှာဝယ်ပါ ဖဲဖိုက်ပါတွေသွားပေးနေ तू ဘယ်လိုသိမှာတော့ ဟုတ်လေဟိုဒီကုမ္ပဏီကလက်လီလက်ကရောင်းနေဆိုလည်းငါပြောပြရသေးတယ်လေ ဒီတိုင်းစားလို့မရဘူးပြုတ်စားတာလို့ပြောလိုက် ဒါဒီတိုင်းစားလို့မရဘူးပြုတ်စားရတာပြုတ်စားအေးပြုတ်စားတာဟိုကလေကျွန်တော်တို့မှာပေါင်းပါတယ်ဒီမန်နေပလက်ကုန်ရှိလား ဟေးတော်ကြီးထဲမှာလျှက်စင်မီမရဘူးလေ နုနာမခောက်ဆွဲပြုတ်ကျွေးမယ်နော်ကဲပူလေးနော်ဟိုကျွန်တော်တို့ဂက်နဲ့ကျွန်တော်တဲလိုက်တာဟိုဂက်မရှိရင်တော့ခင်ဗျားတို့မီးတော့မှာပေါ့နော်အဲဒါကလေမာလာမောက်ချာကြီးလို့ခေါ်တယ်သူကအသားထူးတို့အသားတို့ပြီးတော့အသီးရွက်တွေပါတားစားကောင်းတာရဲ့ ဟေးအဲ့လောက်ထိရှင်းပြမနေနဲ့မင်းပြောတာ तू တလုံးမှနားမလဲဘူး ဝါကူစားလို့ရပြီနော်စားလို့ရစားရဇွန်းနဲ့မလေးမကြည့်လားမကြည့် အဲ့လို ဝါကူကောင်းတယ်ဒီလိုကန်စားတာလေတော့မခတ်တော့ဘူးဝါကူအေးလည်းနဲ့စားလို့ရတယ်စား လက်နဲ့စားမယ်စားပါစေစားကောင်းနေတယ်ဟဲ့သူကြိုက်ကြတယ်အေးကြိုက်စားဝါကူနုနာမကောက်ဆွဲနုနာမမ ကောင်းလားကောင်းရင်လေဂုပြည့်ကြံဂု ဘု နေမလေးပေါ့မြက်ခွက်ပိတ်ရတယ်သွားတယ်ဘာဘုတော့ဂုလို့ ဟိုကသဘောကောင်းနေဆိုစွတ်အော်မနေမင်းလှုပ်လိုက်မယ် ဂု နော် မမသိဂု မှန်တော့နုနာ နုနာ စားမနေနဲ့တွေးရအောင်ထွက်ပြေးရအောင်လေ နေပါဦးဒီမစားလို့ကောင်းတဲ့ကိစ္စ အော်ဟေးဟာငွေချမ်းမနေနဲ့ငါတို့ရေတနာကြီးရှာပြီးတော့ပြန်အောင်မယ်လေ သိရလေတော့မယ်စောင်းငါဘက်ဒီစားနေလို့ ဩဖိတ်စာနောက်မှစားပါအခွင့်အရေးကောင်းတယ် ဒီပါငါသိပါလေ မင်းကြိုက်တာငါသိတယ်နုနာကိုကြိုက်တာသိတယ်နောက်မှစားလို့ နုနာမကောက်ဆွဲ မင်းမင်းဒီမှာဘာရက်လို့ ရှင်းကိုပြောချင်ရှိလို့စောင့်နေတာ ဘာပြောမှာ ဟိုလေကျမလေဟိုတားလေးเจ้าစုံစမ်းကြည့်ရောလေဟိုငလက်မမိပါတွေကလေဟိုတားနဲ့ငလက်မတို့ကငလက်မအတော်ရှိတဲ့ရွာကိုတွားလောက်မယ်ထင်တယ်တဲ့ အဲ့ရောဖေးရောလဲဆိုတော့စုံစမ်းပြီးလိုက်သွားရအောင် ဒီတိုင်းဆိုရင်ငါတို့အားလုံးရှင်လေးနဲ့ပြင်နေတာနဲ့အတူတူပဲအိုးဒီလိုကလည်းအိတ်တယ်ဟာဟဲ့ဒါပဲရောက်လာလည်းမသိဘူးငါမြေပုံကြည့်လိုက်ဒီကနေလာတယ်ထုံးလို့စေ တာစု
ဒါဆိုငါတို့ကြောင့်လည်းဒါရေသနာရှိတဲ့နေရာပေါ့ဟဲ့ထားထားရထားစမ်းမင်းတာ ဘာဖြစ်လို့ဘာတော့ ဒီမဲ့ငါမြေပုံတိုင်းကြည့်လိုက်တာငါတို့ခုရောက်နေတဲ့ဒီထောင်ထောက်ကဟိုရေနာတက်ရှိတဲ့နေရာ ဒီနေရာပေါ့ ဟုတ်တယ်မလားနေရာလဲဟုတ်တယ်တီတွားပြီဟိုတူရမယ်ဘာရှိလဲရှာဘာရှိလဲဟဲ့တူကူရှာကြည့်လိုက်ဆိုင်လိုက်မင်းဟိုဘတ်မင်းဟိုဘတ်ဟာဒီဘတ်ဟာမြေကြီးကမာတယ်ရှာကြည့်နော်တေးကြရနော် ပြေးကြတယ်ဟဲ့ဒါဘာတော်ကြီးလဲဟာကြားရ အထအောက်မှာတခုရှိတဲ့အတန်ရဟာရှစ်တယ်လို့မသိချာတော့ဟာဘာကြီးမကြပြေပြီချာတာပြီ ဩမင်းတို့တော့ရတနာတိုက်ကိုတွေ့သွားကြပြီကိုကွာ ခင်ဗျာကျုပ်တို့လူစကားပြောတတ်တယ် တိတ်ပြောတတ်တာပေါ့ကွာ ဟုတ်လေခင်ဗျာဒီလူရိုင်းနေရဲ့မျိုးနဲ့စုမဟုတ်လား ဟုတ်ဘူးကွာငါလည်းမင်းတို့လိုပဲလောဘလူသားတွေကလူသားတယောက်ငါလည်းနှစ်ပေါင်းများစွာအဲ့ဒီရတနာတိုက်ကိုရှာရင်းနဲ့ဟာဒီတော်ကြီးထဲမှာမျက်စိလည်းလမ်းပါပြီဒီမျိုးနွယ်စုနဲ့တွေ့လို့ငါလေးဒီမှာတောင်းတင်းနေရတယ်လူတယောက် ငါတို့လိုပဲတဲ့ငါတို့လိုပဲ အဲ့ဒါဆိုဟိုခမနဲ့ကျုံနဲ့အတူတူပေါင်းပြီးတော့ဒီကနေထွက်ပြေးကြမယ်လေဟုတ်ဒါတွေကိုလည်းကျုပ်တို့တဝက်စီပေးမယ်နော် ခွဲပေးမယ် ရပါတယ်ကွာ နော် ဒါပေမဲ့မင်းတို့ဒီပစ္စည်းကိုတွေ့သွားပြီဆိုတော့ဒီနေရာနေအမြန်ဆုံးထွက်သွားမှာရအေးငါတက်ကြီးတဲ့လူရောက်လာပြီဆိုရင်တော့မင်းတို့အသက်ချမ်းသာဖို့ငါလမ်းမမြင် တော့မယ်ပိတ်တယ် ဒီကြပဲဒါဆိုလို့ရှိရင်ဟိုခမရဒီမန်နေရဆိုခမရလမ်းတည်ဟိုလမ်းခမရရှိရဥဆောင်မှုတော့သွား အေး ဒီရရတယ် ခံမိုင်းနဲ့လမ်းကြီးတွေရှိတယ်လမ်းကြီးရှိ ရှိ အေး တော့မလား ခါခေါ်ခဲ့ ဘာကြောင်ကြည့်နေလဲလာသွားမယ်ခမရပဲဒီတက်ကြီးတဲ့လူလာလို့ရှိရင်ကျုပ်တို့အတန်နေရှိသူလားလာ ငါမလိုက်တော့ဘူးကွာငါသူတို့လေးတွေနဲ့နှစ်ပေါင်းများစွာအတူတူနေလာတော့သူတို့နဲ့ငါနဲ့မှာတန်ရောစင်တွေဖြစ်ကုန်ကြပြီကွာ ခမရယူနေလားဒီမဲ့ဒီတောင်းတောင်းတော့ဘာတွေရှိမှာလဲဟမ်ခမရလည်းလူသားပဲကျုံနဲ့တူမျိုးပြန်လိုက်ခဲ့ပါလား ကဲပါမင်းတို့လည်းလွတ်အောင်ပြေးကြတော့ဟာသူတို့လေးနဲ့ငါရဲ့ဘောကလက်ချောင်းငါဒီမှာပဲကုံဆုံးလိုက်တော့မယ်ကွာငါ့ကိုထားခဲ့လိုက်ပါ မတနိုင်တော့မှာပဲဟာဒီဒီတော့ သွားရင်နော် တကယ်ကြီးယေသနာရီရလာတာပဲဒီယေသနာရီကမောင်ရင်တို့နဲ့ကန်ဆိုင်ယူနေမကောက်ပဋ္ဌာန်းဆက်ပါလို့ရလာတာပဲဒီယေသနာရီမြင်တော့ငါ့ကိုယူတတိရလိုက်တာကွာငါ့ကိုကြီးလေဒီယေသနာရီကိုရှာရင်းနဲ့ဟောဒီလောကကြီးမှာသေသလားရှင်သလားတော့မသိရတော့ပါဘူးကွာ မုံဆိုးကြီးအကူဆိုလို့ဘာလို့တောထဲမှာတွေ့ခဲ့တဲ့ဟိုလူရန်ခေါင်းဆောင်ကြီးကမုံဆိုးရဲ့အကူညာဖြစ်နေမလား ဟုတ်လေ तू ကငါတို့လိုပဲစကားကိုကြွကြမ်းကြည့်ရင် तू ပြောတတ်တယ်လေ ငါတို့တော့လမ်းညွန်ပေးလိုက်တယ်လေနေပေါ့မင်းတို့ပြောတဲ့လူရဲ့ပုံစံဘယ်လိုပုံစံမျိုးလဲ ဟ
အဲ့ဒီလိုပုံစံလား မင်းတပုတ်ရိုက်ခဲ့ရမလားအေးတပုတ်ပြလိုက်ပါလားပြလိုက်ပုံရှိမဖြစ်နေလို့ ရှာနေ ဒီမှာအကိုကြီး ဘာကြီး ငါတို့အဲ့ဒီလူကိုခေါ်မလာဘူးလားကွာအဲ့ဒါငါတို့ကိုကြီး ကျွန်တော်တို့ခေါ်ပါတယ်ဒါမဲ့သူကပြန်မလိုက်ခဲ့တာ ပြန်မလိုက်ဘူးဘာလို့ပြန်မလိုက်တာလဲညီ လူဆိုတဲ့မျိုးကတန်ရောစင်တွေ့တတ်ကြတယ်ကိုခင်တွေ့ရကိုနဲ့အနေမိဆက်ရမှာတန်ရောစင်ဆိုတဲ့အရာတခုကဖြစ်သွားတတ်ကြတယ်အဲ့လိုကြောင့်နဲ့တူပါလေသူနဲ့လူပုလူရန်လေးနဲ့အတူနေလာတဲ့ကာလကြာလာတော့လူရန်လေးကိုသူမခွဲနိုင်ရှာဘူးအဲ့တော့သူ့ရဲ့ကုံဆုံးခံပြီးလက်ကြံဘဝလူရန်လေးနဲ့ပဲအတူနေခဲ့တော့တယ်သူ့ရဲ့မျက်ဝန်းထဲမှာတော့သူပြန်လာခြင်းစိတ်တို့ရှိနေမှာပေါ့ဒါပေမဲ့သူပြန်မလိုက်ခဲ့တော့ အော်အကိုကြီးတန်ရောစင်နေလား ကဲပါဦးမို့ဆိုဟိုကျွန်တော်တို့ဒီရန်နာတွေရပြီဆိုတော့ဦးမို့ဆိုတို့ခွဲပေးခဲ့မယ်နော် ဟုတ်မလူအောင်မောင်ရင်ဦးတို့ဒီလိုတောတဲ့တောင်ထဲမှာလဲဒီဟာတွေနဲ့လဲမအပ်ဆက်ပါဘူးငါတူတူပဲယူသွားကြပါကွာ မဟုတ်တော့ဦးမို့ဆိုရယ်ဦးမို့ဆိုကျေးဇူးနဲ့မြေပုံကြောင့်ကျွန်တော်တို့ဒီရန်နာတွေကိုရတာလေဟိုဦးမို့ဆိုနည်းနည်းတော့ယူထားလိုက်ပါနော် ငါတူကအရန်ပေးခြင်းနေပေမဲ့ဥမုတ်ဆိုးတော့ကတော့မလို့ဒါပေမဲ့လို့တခုတော့ရှိတယ်ဒီယေသနာတွေကိုပြန်ယူသွားပြီးတော့ငါတူတို့မျိုးမှာဖျားထာပနာတည်တာပဲဖြစ်ဖြစ်ခုနှစ်သားသမီးကောင်းကျိုးအတွက်ကောင်းတဲ့နေရာမှာဒါနတစ်ခုလာပြုပေးလိုက်ပါကွာဒါတွေကတော့ဥမုတ်ဆိုးတို့တော့မလို့အပ်ပါဘူးပဲ တာတို့ပါဦးမို့ဆိုရယ် ဒါနဲ့မောင်ရင်တို့လိုပဲမျိုးကလာတဲ့ဧည့်သည်နှစ်ယောက်ရောက်နေတယ်ကွခဏလေးနော်ဧည့်သည်နှစ်ယောက်အင်ရှင်ခဏလို့ထွက်ခဲ့ပါဦးခင်ဗျ အဖေနဲ့မေတာအမေဟာတာအဖေနဲ့မေဘယ်လိုမျိုးဒီရောက်လာ တားရဲ့တားအမေလွမ်းနဲ့ဝေပြီးတော့မွေးထားတဲ့တားလေတည်တော်သူကြာရင်မေပျောက်တော်သူရှာရင်တွေးဆိုတဲ့စကားတိုင်းတားပျောက်သွားမှတော့အမေလိုက်ရှာတာပေါ့ ရှာရင်းနဲ့အန်ဒီတို့ကဒီတော်တဲ့ဘယ်လိုဖြစ်ရောက်ခဲ့တာလဲ မင်းတို့အတော်ရွာကိုသွားနေလောက်တဲ့ဆိုပြီးတော့မိမိဘတွေကလမ်းညွန်ပေးလိုက်လို့အဲ့ဒါမင်းတို့အမျိုးရွာကိုသွားရင်းနဲ့ဥမို့ဆိုကြီးကပြောပြလို့မင်းတို့ဒီမှာရှိနေတယ်ဆိုတာသိလိုက်ရတာ ဒါဆိုအဖေနဲ့အမေနဲ့ဒီအမှုဆိုရင်လည်းအရင်တွေ့သွားတာပေါ့ဝမ်းထားလိုက်တာ ဝမ်းသာမနေနဲ့ကျွန်တော်တို့ကမြို့ကိုပြန်လိုက်လို့မရဘူးကျွန်တော်တို့တွေလူ နေဦးတားပြောမှအန်နီသိတယ်တားပြောတဲ့လူကလည်းအခုမသိဘူးပြီးတော့အဲ့ဒီလူကအဲ့ဒီနားမှာခိုးဆိုးလူးနိုင်ပြီးတော့ဓမြတိုက်နေတဲ့လူအခုဆိုရင်အဲ့ဒီလူကိုသက်ဆိုင်ရာကနေဖမ်းသွားပြီတားရဲ့ တော်တို့ဘာမှစိတ်ပူစရာမလိုတော့ဘူး ဒါဆိုအဲ့လူမသိဘူးပေါ့နော် မသိဘူးတာ ဟာအချာဆိုငါတို့မြို့ပြန်လို့ရပြီ ငါတို့အဆင်ပြေပြန်လို့ရပြီ ဟိုဒါဆိုအန်ဒီသမီးကားရော ကားကလည်းသမီးတို့အိမ်ကိုပြန်ရောက်နေပြီရှင် ပြောမယ် ဦးမို့ဆိုရင်အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်ဦးမို့ဆိုကြီးရယ်နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့မြို့ပြန်တော့မယ်နော် ခဏလေးပါစောနောင်ကဒီယေသနာတွေကိုမတောင်းမိမဲ့တောင်းစရာလေးတစ်ခုလောက်တော့ရှိပါသေးတယ်ဘာမြန်တော့မောင်ရင်တို့ရောက်တော့ကလေဥမုတ်ဆိုးတို့ကိုကျွေးတယ်အထုပ်ကလေးအဲ့လာလေးအရန်စားကောင်းလို့ ဟုတ်တယ်နူနာမမခောက်ဆွဲလေ အဲ့လာလေးမောင်ရင်တို့ရှိမှကြံသေးပေးခဲ့ပါဦး ဦးမို့ဆိုကြီးကကြိုက်လို့လား ကြိုက်တယ်ဥမုတ်ဆိုးအရန်ကြိုက်တယ် ဆိုလို့ရှိရင်စပိုင်စီကိုကြိုက်တာလားမာလာစပိုင်စီကိုကြိုက်တာလားမာလာမောက်ချိုက်ကိုကြိုက်တာလား သုံးမျိုးလို့ကြိုက်တာ အတော့မလို့ ဘုံနာပေးခဲ့လိုက်ပါကွာ ကြံသေးလား ကြံသေးတယ်လေ ထုတ်ပေးကြလိုက် ကျေးဇူးတင်ပါဒါလေးသိမ်းသွားအဲ့ဒီခောက်ဆုံးအရန်ကြိုက်လို့ပါ ဟုတ်ကဲ့ဦးမို့ဆိုဦးမို့ဆိုရ အကုန်ပေးလိုက် ပေးခဲ့တယ် ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ် အစားတော့မစားဘူး ဒါဆိုသားတို့တော့မယ်နော် ကောင်းပါပြီ အရာအလုံးတွေကျေးဇူးတင်နော်ကျေးဇူးဆိုင်လိုက်ကြပြီ ကျမတိုင်းနဲ့ပြောပြလိုက် ကျေးဇူးအထုံးလဲဝိုင်းတယ်မင်းရဲနာတဲ့ပိုက်ပြီးတော့ဂယူးဆိုင်ပြန်ကြနော်ဟုတ်ကဲ့ပါ ရှင်းနာတွေရပြီငါချမ်းသာပြီအဲ့ဒါ ငါ့ကိုလည်းပါတယ်နော်တယောက်တော့နော် မဆိုင်ဘူးငါနဲ့တည်းမှာရှားတော့ငါဥစားပဲမပေးဘူးနော် ကျွန်တော်တို့တွေရွှေတွေမလိုပါဘူးဗျာမြို့မှာပဲစားလို့ရတဲ့အစားအစာတွေကိုကျွန်တော်တို့လူတောမှာစားခွင့်ရတဲ့အတွက်နုနာမခောက်ဆွဲရကျွန်တော်တို့တွေရွှေလိုပါပဲဗျာ ဒါပေါ်ဗိုက်နူနာမမခောက်ဆွဲရထုတ်လုပ်ထားတဲ့2 spicy မာလာ spicy နဲ့မာလာမောက်ချိတ်တို့ကျမတို့တောရွာမှာပါစားသုံးနိုင်ပါပြီရှင်
နုနာမမခောက်စေ